ခုရပိုင်းမှာတော်မပွဲစုွားရဲ့ကျွန်တော်ဒီကိုဗဒန်နဲ့ flash out တွေဘိုင်1ပွဲစဉ်ကိုတိုင်းတို့ကြည့်ပြီးပြီလားကောကနေမကြည့်ရသေးဘူးတော်မှကြည့်လို့ကောင်းတယ်လို့ပြောကြရဲပေါ့နော်ဆိုတော့ခြေထောက် show ပဲတိုင်းတို့ကိုဗဒန်နေရော day စိန်ခေါ်တာကို show လိုက်မင်းတို့ရဲ့ flash out က day စိန်ခေါ်လိုက်ပြီကြားတယ်နော်ကြားရတော့ဗာလဲ day စိန်ခေါ်လိုက်ပြီ day စိန်ခေါ်လိုက်ယောက်ျားလေးဆိုတာအဲ့လိုမျိုးယောက်ျားလေးဆိုတာအဲ့လိုမျိုးနော်ဖြုံးလိုက်တော့ကိုဗဒန်ငါ့ကိုနိုင်တဲ့6 problem မရှိသေးဘူးနော်သမိုင်းမဆိုရင်လေနော်ပြောလို့ရှိရင်တော့ကိုဗဒန်ကိုအခုတည်းကျုံးနိုင်တဲ့ကောင်မရှိတယ်ကိုကျွန်တော်ဒီ6လောကမှာပေါ့နော်ဆိုတော့ကဲကို flash 6နေတယ်ကျုံးနိုင်မလားချက်တော့ show ကြမယ် flash 6ကိုပြောလိုက်ဒီဆိုအလုံးမဲ့ယူစားကြ what the fuck ပွေးရတဲ့တောင်း bro အဲ့ဒါတကယ်များတော့အဲ့ဒါတကယ်များတာနော်လကောဆွေခြောင်စော့လာတာမွေးကလေးကအခုတည်းပွေးရတဲ့တောင်းတော့မပြီးသေးဘူး like what the fuck မို့ပွေးတဲ့ထောင်မပြီးသေးဘူးလို့ပြောတာနော်ပွေးတဲ့ထောင်မပြီးသေးတယ်ကျွန်တော်ရေးပြီးကြောက်ကိုဗဒန်နဲ့မို့ကို flash ချောင်းတော့ကျွန်တော်ရှင်းလိုက်မယ်ဆိုဘာကောင်းမဟုတ်တယ်ကျွန်တော်အမှန်တမ်းပြောပြရတယ်ဒါကြီးတကယ်ပြောတာရှုတာပွေးတဲ့တောင်း bro ဆိုရင်တော့ပွေးဘယ်လောက်ရှိလဲအဲ့ဒါကို comment မှာချက်တော့ဝင်မဲတော့အောင်လကောဆိုရင်ပွေးတဲ့ထောင်မပြီးသေးဘူးပွေးတဲ့တောင်း damn bro အဲ့လိုချက်မဲ့ယူစားကြပါကောခုရမှာဖျားနေပါတယ်တော်မှနေမကောင်းပါဘူး fast lord let's go gang မင်းတို့ flash ချောင်းပြောလိုက်ရောကြီးလို့ရောကြီးကိုချောင်းအဲ့လိုမျိုးပြုတ်တယ်ဆိုတာကြိုက်တာကွာကိုမနက်ကဲဟုတ်တယ်တေးမလားတေးဟုတ်တယ်ကျုံတီးမဦးဝဲလေးကိုချက်တော့ဟုတ်တယ်တော့ဟိုဘက်ဘာမှတိတ်လုံးရတော့မရှိသေးဘူး4-0လို့ဆယ်မှာ4-0ကိုဗဒန် bro အဲ့ဒါပေါ့ဆောင်းကော်ပါကြီးအဲ့ဒါပေါ့ဆောင်းရန်ကော်ပါကြီးမနောက်ပြန်ရှူဝင်တယ်တွေးလားမသိလို့ရှိရင်တော့ဒီနားမဆိုရင်လည်း bro မသိကြဘူးမသိဘူးကွာကြည့်တယ်မှာ तू ကဒီဘက်လာလို့လည်းအမ play ကတော့လိုက်ရှူလားတက်လာပြီးတော့မှဟိုဘက်ရောက်သွားပြီတော့မှကျော်တော့စင်းနေဟိုမှာဒမ်မြက်တော်မှထိသွားအမှရှော့သွားတာပေါ့ကိုဗဒန်ရာလို့ oh my 5-0 oh my god ဒါပေမဲ့ကိုဗဒန်ကလေတော်မှကျန်တဲ့ player တော့တိုက်လို့တကယ်မနောက်ကိုဗဒန်ကလေကျန်တဲ့ထဲမှာပါရဗျမနောက်အဲ့ဒါတော့ဆိုတော့သူ့ရဲ့အကောင့်လေတော့ဒီ caption မှာ message ခေါ်ပေးထားတယ်ကိုဗဒန်ရဲ့အကောင့်ရောကိုဗဒန်ရဲ့အကောင့်ရောတော်ပြီးတော့အားပေးလို့ရတယ်ဆိုတော့နှစ်ယောက်စလုံးတော်ပါရဲ့တကယ်ဟိုမှာမိုက်ပါဒီပွဲကိုနော်တကယ်5-0ဆိုတာကြီးကတော့ကိုဖလက်ချာတော့တကယ်ဖြုတ်လိုက်ပြီတာကြီးတောင်းလေးစားသွားပြီ broကဲတာကြီးကိုဖလက်ချောင်းနေရတော့ထပ်တဲ့ဘွဲလုံးချလိုက်ပြီးကျွန်တော်တို့ဒီပါလဲ Bremina Badan နော် Bremina Badan နဲ့ကိုဖလက်ချောင်းနဲ့ဘိုင်1ဘွဲဆိုတော့ကြားတော့ Bremina Badan ကတော့ကျွန်တော်ဒီ global number 1လာမသိဘူးကျွန်တော်ချဘူးတယ်တာကြီးဒါပေမဲ့အတိအကျမပြောတတ်ဘူးပေါ့နော်ကိုဖလက်ချောင်းနဲ့သူ့ဘယ်လိုဖြုတ်မှလဲဆိုတာကိုချက်တော့ show ပါဖြစ်ပါရဲ့ let's go guys ဒီဗီဒီယိုအောက်မှာ flash ချောင်း mention ခေါ်ပြီးတော့ဘယ်နှိမ့်ဆော့မလဲဆိုတာမေးလိုက်ဗျာ yo bro what the hell no machine ခေါ်ပြီးတော့ကြောင်းခိုင်းတာ okay global 1ချောင်းနဲ့ global 1 Badan ဘယ်သူပိုချမ်းမဲ့ထင်ဟုတ်လား global number 1ချောင်းနဲ့ global number 1 Badan let's go guys comment မှာမှတ်နေလို့ okay comment မှာမှတ်ခဲ့လိုက်ဒီဗီဒီယိုမှာတဲ့ခင်မှာ bro နေနဲ့ comment မှာချက်တော့ဝင်တော့ okay flash ချောင်းလားကျွန်တော်ဒီ permanent Badan လားချက်တော့ show မယ်တာကြီးတို့ဘယ်သူကပိုများမယ်လို့ထင်လဲပေါ့နော်ရှစ် show ဝေးတဲ့တောင်း damn bro အော်စကီနဲ့အော်စကီဟာ what the hell bro အဲ့ဒါပေါ့ကရှေးအောင်ရေ得了就တာဝါထဲဝင်သွားရတယ်ဒါပေမဲ့မရဘူးဒီတော့ဖိတ်ကကိုဖလက်ချောင်းတေးရဆိုတာခုမမြင်ဘူးလား bro နောက်တကယ်ပြောကိုဖလက်ချောင်းတေးသွားပြီ okay ကဲ Bremina Badan ကိုဖလက်ချောင်းနေပါတော့ဖြုတ်ပြလိုက်အောင်ကွာ okay သူခီယော okay နော်ကိုဖလက်ချောင်းလောဆယ်မှာဝင်ခဲတော့မရသေးဘူးအာတီမေတော့မပွိသေးဘူးဗျာ okay ဟိုဘက်အတီးကိုဖြုတ်နေပြီOh yeah ဟုတ်တယ်နော် bro ဟိုဘက် war skate တူကဘလို့လို့ပျောက်သွားရ what the hell ဒီမှာချိုးလိုက်သူလည်းပျောက်သွားတယ် bro ကန်ကောက်လို့ပဲပြောမှာသူ scale လို့ပဲပြောမှာ bro ထင်တာကောင်းအောင်ချက်လို့ရေးတော့ okay
ပါကိုလူတွေဘောနေကိုရမှာစောင်းရောင်းရှားနေပါအိုးတေးတေးမှာတေးဟုတ်တယ်တူဘယ်လေတူဒီဘက်လေတူโอเคကြိုက်တယ်တီမှာဘောကို flat chow what the hell you doing there bro like ကိုရဒီလောက်လေနဲ့အဲ့ဒါဘာလုပ်တာလဲတေးပြမှာWhat the fuck? Oh, သူရဲ့ wall နဲ့ तू အတိုင်းပတ်သွားတာကွာအတိုင်းကြည့်ရမလားအော်ရောဟိုဘက်သူ bro show လိုက်နော်သူရဲ့မြင်တော့မမြင်ရတော့အဲ့ဒါကိုဘယ်လိုလုပ်စောင်းကော်ဆိုတော့ဒါတော့ဖတ်1 BY ကျွန်တော်ဖတ်သူသွားပြီးတော့မှကြည့်မှာဖြစ်ပါတယ် Let's go guys Global number 1 6နဲ့ Global number 1 but damn နဲ့ဘယ်သူနိုင်မလို့တိုက်လို့ချင်းလဲ drop part 2 က let's go ဟုတ်တယ်နော် Oh surprise what the fuck bro surprise the bomb ဟုတ်တယ်နော်ပြီးတော့လေးတော့တိုက်သွားသေးတယ်တိုက်ရှိုးလိုက် flicker ထိုးဝင်လာပိုးစီတွေတော့ဘာမှလောက်ချင်းတော့မရတော့ဘူးတင်မလားဟုတ်တယ်ရောက်ပြီ call ရပါပြနေတာကြိုက်ပြီအဲ့လိုမျိုးကြိုက်တာOkay. Wait, chalo. Ooh. Me, Isai. Bro, Isai chalo, bro. Like for real, guys. Show like, oh, what the hell? What the hell was that, bro? Oh my god, yo, yeah. Flash chalo, go flash chalo, da new. I mean, permanent, but down. Tayo to ma-show it, no. Hold it, no, to that. ဟိုကအဲ့လိုနာရပေါ့လေဟုတ်တယ်ပြန်တော့ဝေးစားမလို့နော်တစ်ချက်လောက်ဥစီတွေမှာအရှော့ရောမဟုတ်တယ်တိုင်းတစ်ဖို့ဘလူနိုင်မလို့ထင်လဲပွဲတော့ပြီးကနေနေလိုက်လို့အဲ့တော့ကျွန်တော်တို့ global 1 button ကိုရိုက်ပြီးပြီဆိုတော့နောက်ထပ်ဘယ် player ကိုထပ်ပြီးတော့ရိုက်ရအောင်မယ်ဗျာ Okay တိုင်းတို့ကြားရနော် Okay ကြားရနော် तू က global number 1 button ကိုလေ तू ရိုက်ပြီးွားပြီးဆိုတော့ဘယ်ကောင် bro ရိုင်းစိတ်ချိန်သေးလေအခုကျွန်တော်ရဲ့ဒီ view ကောပေါင်းပါလေ bro ကို flat ချောင်းနဲ့ရားချင်တဲ့သူတွေရှိလို့ရှိရင်ဝင် mat တော့ကျွန်တော်6လောက်ကျုံးမယ်ပြီးကြတော့ကိုဒီ permanent button ရဲ့ account နဲ့ကျွန်တော်ဒီကို flat ချောင်းရဲ့ account လေးကိုလည်းကျွန်တော်ရဲ့ဒီ caption ထဲမှာကျွန်တော် message copy ထားတယ် bro နေတော့ပြီးတော့မှလည်းသူတို့ရဲ့ account ကိုတော့ up ပေးလို့ရပါတယ်ခင်ဗျာနှစ်ယောက်ဆုံးကျမ်းပါတယ်ခင်ဗျာ case တော့အားလုံးပဲနောက် view မှာတွေ့ပါမယ်ဒါမဲ့နောက်မှကျွန်တော်ရှင်းပြပေးထားတဲ့သူရှိတဲ့တိုင်း6လောက် show လိုက် okay ကို flat ချောင်းရဲ့ free style တိုင်း6လောက် show မယ်Okay,ဟုတ်ပြီခေါင်းနာချောင်းထားခုရှင် Okayတေးပြီးမြင်အမတေးပြီးကို flash တဲ့လူရှောင်းလိုက်တာဟာဟုတ်တယ်အော်ယောသလီနာရဲ့ arrow ရှောင်းလိုက်တယ်ပြီးကြတော့ကျွန်တော်ဒီ flash shot လေးရှောင်းလိုက်တယ်Okay, someone respect ပါတယ်တော်ဝလီသားပါတယ်နော်ခုရှင်လက်ကန်တယ်ချောင်းလက်ကန်တယ်ဒန်လဲကန်ရတယ် Okay စောင်းမိုက်တယ်ကိုလက်ချောင်း Okay ကိုလက်ချောင်းရတယ်ဒီပွဲမှာဘောလူရီမြတ်လုံးပြဝေးဘာဖြစ်လို့အဲ့ဒါနှကောင်ဖြစ်နေတာလဲ What the fuck အဲ့ဒါကိုလာတာနဲ့အဲ့ဒါယူ Wait what Oh Vladina ချက်ကြောင် Sorry guys Okay ချက်ကြောင်ဘာလဲပေါ့ဘာလို့ဒီမလားအဲ့ဒါနဲ့ကောက်ကန်လို့ရတာလားဗောသိရမလား Okay ဟုတ်ပြီ Okay ဆိုတော့ free ရအောင်တကောင်ဝင်တယ်ဟိုမှာ flat ချောင်းဝင်တာမသိဘူးအော်မဟုတ် flat ချောင်းဝင်မဟုတ်ဘူးအခြားကောင်ဝင်တာ Okay နော်တကောင်တော့ကန်လိုက်ပြီ What the fuck နှစ်ကောင်ဆုံးတိတ်ချပလိုက်တာလား What theဟိုနှစ်ကောင်ဆုံးလာတယ်တာယူ show လိုက်နော်တာယူ show လိုက်ကျုံသုံးစိတ်ကိုသူကခြံထားပြီးတော့မှကန်ပြီးတော့မှ flicker 3ပြီးတော့မှ Okay စောင်းလေးစားဝိုင်းအဲ့ဒါတော့ဒီမနာဘူး